ကျွန်တော်ကနန်းတွေစိုက်တဲ့ဆိုင်တွေက9နှစ်လောက်ဝယ်ခဲ့တာဒီနေ့မှပဲတိလိုက်ရတယ်ကျွန်တော်ကိုကိုလူလိုပဲချပြီးဈေးတင်ရောင်းနေတာတခြားသူတွေကိုကြတော့တကောင်ကို80နဲ့ကျွန်တော်ကြတော့150နဲ့ရောင်းနေတာဆိုင်ရှင်ကနန်း4ကောင်ပေးပါဦးပုံမှန်တိုင်းပဲတကောင်150 4ကောင်ဆိုတော့စုစုပေါင်း600ရှင်းလိုက်ကောင်းပြီကျေးဇူးပဲငွေပေးချေမှုအောင်မြင်ပါပြီယူယန်600ယူသွားလိုက်အော်ကိုကြီးလဲ1စီ3စီကနေကနန်းဝယ်တာလားအခုကကနန်းရသည်လေအိမ်ယူသွားတာမိမနဲ့ကလေးတွေကိုပြောအောင်လို့အခုကနန်းတွေကတကယ်ကောင်းနေပြီးတော့သူ့စီမာကဈေးချိုဆုံးပဲတကောင်ကို80တဲ့အစီအဒီနဲ့ခင်ကိုကြီးကတကောင်80နဲ့ဝယ်တာလားကျွန်တော်သူ့စီမာမကြခဏဝယ်တယ်ဒီဈေးနှုန်းပဲအမြဲတမ်းကျွန်တော်အိမ်ပြန်ချက်ရအောင်မယ်သွားပြီးကိုကြီးဆိုင်ရှင်မင်းစီမှာကနန်းတကောင်ဘလောက်လဲမင်းဝယ်ပြီးပြီပဲဘာလို့ဈေးမေးနေတာလဲငါပြောပြီးသားပဲတကောင်150လို့ကျွန်တော်အဝင်ဝမှာအဝယ်သူတယောက်ကိုတွေ့ခဲ့တယ်ပစ္စည်းကအတူတူပဲသူတို့ကိုကြတော့မင်းက80နဲ့ရောင်းတယ်ကျွန်တော်ကိုကြတော့150နဲ့ကျွန်တော်ပတ်စံပြန်အမ်းဖို့တောင်းဆိုတယ်ကိုပတ်စံပြန်အမ်းမယ်ဟုတ်လားငါအပိတန်မှာပြန်အမ်းဆိုတဲ့စကားလုံးမရှိဘူးဟေးလူတွေရက်ကြပါဦးငါတို့နှစ်ယောက်ကိုဆုံးဖြတ်ပေးကြပါဦးငါစီမှာပရီမီယံကနန်းတွေရောင်းနေတာသူကဝယ်ပြီးတော့အခုကြမှာပြန်ရင်းနေတယ်အရှက်မရှိပတ်စံပြန်လာတောင်းတယ်မင်းဝယ်လိုက်တာဆိုတော့ဝယ်ပြီးပြီပဲစီကန်းတွေမသိဘူးလားဈေးကြီးတယ်ပေါ့အဲ့တုန်းကမစစ်ခဲ့ဘူးလားငါပစ္စည်းကသူ့တန်ဖိုးရှိတယ်ပစ္စည်းတစ်ခုတည်းကိုဈေးနှမျိုးငါမင်းစီက9နှစ်တောင်ဝယ်ခဲ့တာအမြဲတမ်းဝယ်တဲ့ဖောက်တယ်တွေကိုဒီလိုမျိုးလိန်တာလားဒီမှာလာပြီးညံကြီးမနေနဲ့ယူနိုင်ရင်ယူမယူနိုင်ရင်သွားကိုယ်တိုင်ကစင်ရဲတာမဝယ်နိုင်ဘူးဖယ်သွားပြီးပတ်စံကိုနှမျောနေတဲ့ပတ်စံမရှိရင်လူချမ်းသာဟန်ဆောင်မနေနဲ့ဟုတ်တယ်ပင်လယ်စာမဝယ်နိုင်ရင်ဟင်းဒီဟင်းရွက်ပုံနဲ့သွားပြီးအကျွင်းကြံတွေရှာစားဒီမှာဘာလို့လူချမ်းသာဟန်ဆောင်နေတာလဲစေကနန်းလောက်လေးကြောင့်ပြန်လာပြီးပြဿနာရှာနေတာမျက်နှာမှာဆင်းရဲတာအထင်သားပေါ်နေတာပဲဒါကတော့အရန်လုံပြီးပစ္စည်းတစ်ခုတည်းကိုဈေးနှမျိုးဒါကတော့လိန်တာပဲမင်းနဲ့မဆိုင်ဘူးပါစက်မှာနိုးနှက်အောင်မစင်သေးပဲနဲ့ငါကိစ္စတွေနဲ့လာပါနေပြီလားမရိုက်ခံချင်းရင်အဝေးကိုသွားလိုက်ဦးလေးရေမင်းရဲ့နောက်ွယ်ကလူကတော့ကြောက်ပြီးထွက်ပြေးသွားပြီးဒါကြောင့်မင်းရဲ့တေးနေတဲ့ကနန်းတွေကိုယူသွားကနန်းတွေယူပြီးလစ်တော့ဒီလူမိုက်တွေကလူအင်အားနဲ့လာကြတာအခုသာငါဝင်သွားရင်ငါကိုယ်တိုင်ထိခိုက်ရမှာဒါပေမဲ့သူ့ကိုတင်ငန်းစာတော့တခြားနည်းနဲ့ပေးရမှာပေါ့ပါလေငါကမင်းကိုနေ့လည်စာကျွေးအောင်မယ်လို့ထင်နေတော့လားပတ်စံပေးဝန်တာချန်မင်းဒါကိုနောက်တရားလိမ့်မယ်အိုးကြောက်စရာကြီးနော်သူတောင်းစားနောက်ဆိုငါစီကဘယ်တော့မှမဝယ်ဖို့စူးစမ်းကြည့်လိုက်ဟာဒီတရက်ကွက်လုံးမှာပင်လယ်စာငါစီမှာပဲရှိတာဘယ်မှာသွားဝယ်မလဲစောင့်ကြည့်ရတာပေါ့ညီလေးငါးတွေကြည့်ပါဦးချိုတာတွေပဲဈေးထဲမှာအလက်ဆက်ဆုံးပဲတကယ်လဲလမ်းဆက်နေတာပဲငါခုနှစ်ကောင်ဖမ်းပေးပါကောင်းပါပြီညီလေးခဏစောင့်ပါဦးအဆူဆုံးတွေကိုပေးပေးမယ်ညီလေးကြည့်ပါဦးချင်း2ယူနစ်နဲ့2ယူနစ်ချင်း1ယူနစ်ကို15နှုန်းနဲ့ဒီလိုလုပ်ပြီးမင်းပတ်စံရှာလို့ရလားဘာလို့မရမှာလဲဟိုအပြင်ဘက်ကဆိုင်းရွေလေးအားလုံးကထူပိတ်နေတဲ့အနက်ရောင်ပလတ်စတစ်အိတ်တွေသုံးကြတာရေစွတ်ထားရင်ကိုချင်းတစ်ဝက်လောက်အလေးချိန်ထပ်တိုးသွားပြီးမင်းမာလို့အဲ့ဒီလိုမလုပ်တာလဲညီလေးကုန်ကူးတဲ့အခါတမတမတ်ရှိဖို့လိုတဲ့ရေးဆိုတာငါမဟုတ်ဘူးဝယ်သူကိုဘာလို့ပို့ပေးခိုင်းရမှာလဲကျွန်တော်ကရွာကနေမြို့ကိုလာပြီးကုန်ကူးတာပဲရှိသေးတယ်အများကြီးနားမလည်သေးဘူးဒါမှတရားမျှတတဲ့ရောင်းဝယ်ဖောက်ကားတာပေါ့ငါတီးသားပဲလိန်ညာပြီးရတဲ့ပတ်စံကမကောင်းဘူးလေငါတတိကလည်းခွင့်မပြုဘူးမင်းပြောတာမှန်တဲ့စီကန်းတွေကဒီလိုပဲဖြစ်တင်တာငွေပေးချေတာပြီး30ရွမ်ဝယ်ယူအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ညီလေးနောက်လဲလာခဲ့အောင်တော့ဝမ်ဝါသူညကြီးကငါပတ်စံကိုမလိုချင်ဘူးဆိုရင်သူ့စီကိုဖောက်တဲ့တယောက်မှမလာအောင်လုပ်နိုင်တဲ့နီလန်းကိုငါရှာမယ်ရှင်အခုပဲတထေးဝံကျွန်တော်ခမည်းကိုဘာမှမလုပ်ဘူးလေဘာလို့ကျွန်တော်ပစ္စည်းတွေကိုကန်တာလဲဟင်းကန်လို့မရဘူးလို့လားမင်းကငါဆိုင်ရှိတဲ့မှာလာရောက်နေတာမျက်စိကိုနောက်နေတာဟုတ်တယ်နေတဝက်တောင်ရှိပြီးဖောက်တဲ့တယောက်မှမလာသေးဘူးသူကတော့ကျမ်းပြင်တွေလိုက်တုံနေတော့မယ်ကိုတထေးကြီးလောက်ပြနေတာငါမှဖောက်တည်ရှိမရှိအဲ့ဒါငါကိစ္စပဲငါဒီနေ့မင်းကိုတက်ပြောမယ်ဒီရက်ွက်ထဲမှာပင်လယ်စာငါပစုံတွေကိုဝမ်ဝါသူညကြီးတယောက်တည်းပဲရောင်းတာဈေးဆိုတာလူအများပိုင်တဲ့နေရာလေးကျွန်တော်နေရာအတွက်စံပေးထားပြီးသားပဲဘာလို့ကျွန်တော်ရောင်းလို့မရရမှာလဲငါနဲ့ဖောက်တယ်လူဖို့လောက်တာကမင်းတေတွင်းတူးနေတာပဲလိမ္မာပါကွာပစ္စည်းတွေတိမ်ပြီးပြန်တော့မဟုတ်ရင်နောက်လာအငှားခမပေးနိုင်လို့မင်းကိုနှင်းချလိုက်မှာတောသားကောင်လုံးမလာနဲ့ဒီမှာဆက်နေမယ်ဆိုရင်မင်းဘလို့ငတ်ပြီးသေးမလဲဆိုတာကိုယ်တိုင်မြင်ရလိမ့်မယ်သွားမစ္စတာကျန်စားတောက်ပွဲတော်နဲ့ပတ်သက်လို့နောက်ပတ်အတွက်ကျွန်တော်ဖြည့်ဆွတ်ချက်တစ်ခုပြင်ဆင်ထားပါတယ်အော်ဒီမင်းအရင်တုန်းကပလန်ကိုကျွန်တော်ကြည့်ပြီးနောက်တစ်ခါလဲစတိတ်ရဲ့ဝိုင်းရဲ့ပဲစမ်းတာဘာမှမရှိဘူးဒီပွဲတော်သာထူးထူးခြားခြားမဖြစ်ခဲ့ရင်ကျွန်တော်တို့အဖွဲ့ရဲ့ရင်းနှီးပြဿနာတက်လာနိုင်တယ်ဒါကြောင့်ကျွန်တော်အကြံပြုချင်တာကပုံမှန်ပေါင်းကိုကြော်ပြီးဒီတစ်ခါရာသီပေါ်ပရီမီယံပင်လယ်စာတွေကိုအထူးထားပြီးလုပ်ရအောင်ဒီနေ့ရာသီမှာပင်လယ်စာတွေကတကယ်ကောင်းတယ်ဒါပေမဲ့စားသုံးမှာပမာဏကအရမ်းများမယ်အရေးသွေးထိန်းချုပ်မှုနဲ့လက်ဆက်မှုသာမကောင်းခဲ့ရင်ဒါကနာမည်ပြည့်စေလိမ့်မယ်ကျွန်တော်ကတော့အရင်ကတည်းကပေးသွင်းသူအစ်စ်ကိုရှာတွေ့ထားပြီးသားအရေးသွေးပိုင်းမှာတော့လုံးဝပြဿနာမရှိစေရဘူးကောင်းပြီမင်းပြောသလိုပဲလုပ်ရအောင်ကျန်တာအားလုံးကိုမင်းကိုပဲလုံးဝအပ်လိုက်တဲ့လုပ်ငန်းစဉ်တွေအတွက်ကျွန်တော် okay ပေးမယ်ရဲတာလုံးမစ္စတာကျန်ကျွန်တော်စိတ်မပြတ်စေရပါဘူးဒီနေ့နေ့လည်စာစားပြီးတာနဲ့ကျွန်တော်ကိုယ်တိုင်စာချုပ်ချုပ်ဖို့သွားလိုက်ပါမယ်အော်တနေကုန်ပြီးငါတဲ့ကောင်းမမရောက်ရသေးဘူးအငှားရန်ခရဲ့ရေဖိုးရဲ့မိဖိုးရဲ့နဲ့ပြန်ပြီးအရှုံးပဲအကူနေကင်းဘက်ဆိုတော့ငါရှင်တိတ်မကြံတော့ဘူးဝဲချင်နေဆိုရင်နောက်ဖေးကရေကန်ထဲကနေလက်ဆက်ကျွန်တော်ဖမ်းပေးမယ်ဒီနေ့ကျွန်တော်ငါးလာဝယ်တာမဟုတ်ဘူးလားဒါဆိုဘာလာလောက်တာလဲငါမှအကြီးစားပူပေါင်းဆောင်ရွက်မှုတစ်ခုရှိတယ်မင်းနဲ့ဆွေးနွေးချင်တယ်အကိုကျွန်တော်ကိုမနောက်ပါနဲ့ဗျာဒီနေ့ကျွန်တော်ငါးတကောင်မှမရောင်းရသေးဘူးကျွန်တော်အတီပြောတာဟိုဘက်ကလူတွေရဲ့လုပ်ငန်းအကုန်လုံးကိုတိမ့်ပိုက်ချင်လားအကိုဟုတ်ကဲ့တိမ့်ပိုက်ချင်တာပေါ့ဒါပေမဲ့ကျွန်တော်မှအော်ဒါကြီးအတွက်အဆန်မရှိဘူးသူတို့ရဲ့မတမာတဲ့နီလန်းတွေကိုလည်းမသုံးချင်ဘူးမင်းအချက်3ချက်ကိုသဘောတူရင်ကျန်တာငါတာဝန်ယူမယ်အကိုဘယ်3ချက်လဲပထမအချက်ကတော့ပုံမှန်ဝယ်သူတွေကိုမလိမ်ရဘူးဖောက်တွေကနားလေသည်ဖြစ်စေမလဲသည်ဖြစ်စေဈေးနှုန်းကဖြောက်မှတ်ရမယ်အယောင်းဝယ်ကတရားမျှတရမယ်ပြဿနာမရှိဘူးကျွန်တော်အမြဲတမ်းဒီလိုပဲလုပ်ပါတယ်ငါးတွေတွေကိုဆိုချက်ချင်းလွှင့်ပြစ်မယ်ရောင်းလို့မရဘူးလုပ်နိုင်မလားအကိုစိတ်မပူပါနဲ့ငါကမလက်ဆက်ဘူးဆိုရင်ကျွန်တော်အဲ့ဒီနေရာမှာပဲတိုက်ချိုးဖြစ်မယ်လူတွေကိုမလိမ်ဘူးတတိယအချက်အနေနဲ့လုပ်ငန်းဘလောက်ပဲကောင်းဖောက်တယ်တွေဩသဘောထားကအမြဲတမ်းတစ်ခုလည်းပဲဖြစ်ရမယ်မာနမထားရဘူးညီလေးငါသာရိုးရိုးတတ်ရှာဖွေနိုင်မယ်ဆိုရင်ဝယ်သူတွေကိုဖိအားပေးစရာမလိုဘူးအနှိမ်ခံရတာကိုလည်းအသိခံစရာမလိုဘူးဒီစီးမြင့်3ခုကိုငါအသက်နဲ့လဲပြီးစောင့်ရှောက်မယ်ရိုးရိုးတတ်ပြောရရင်ငါကရှန်ရှီဟောင်တင်းဟိုတယ်အုပ်စုရဲ့ဝယ်ယူရေးဌာနလက်ထောက်ညွှန်ကြားရေးမှူးပါလာမယ့်အပတ်မှာငါတို့ဟိုတယ်ကအရေးသွေးမြင့်ပင်လယ်စာပွဲတော်လုပ်မယ်ငါတို့အရေးတကြီးလိုအပ်နေတာကတန်ရှင်ပြီးယုံကြည်စိတ်ချရတဲ့ပေးသွင်းသူပဲရှန်ရှီဟောင်တင်းကကျငါပွင့်ဟိုတယ်လေးငါတို့ကအရေးသွေးမြင့်
ကနန်း900 9ရန်ကြီး200 lobster ကြီး100မှာရမယ်အလီပေးတဲ့ကိုရွှန်9000ဝင်လာပြီးဒါကအငွေ9000ပဲ3ရက်နေရင်မနက်10နာရီမှာငါအေးခန်းကနဲ့အရေးသွေးစစ်ဆေးရေးအဖွဲ့နဲ့လာခဲ့မယ်ကုန်ပစ္စည်းတွေအဆင်ပြေရင်ကျန်တဲ့တသိန်းကိုနေရာမှာပဲရှင်းပေးမယ်မန်နေဂျာကြီးတသိန်းခွဲတန်နဲ့အော်ဒါကြီးနော်စိတ်မပူနဲ့ငါအခုချက်ချင်းအတန်ဆုံးပစ္စည်းတွေကိုရှာပြီးမင်းတို့အတွက်ဈေးကွက်ထဲကအကောင်းဆုံးတွေကိုစုဆောင်းပေးမယ်တေချာပေါက်စိတ်မပျက်စေရဘူးကောင်းကောင်းလုပ်ဒီအော်ဒါကိုကောင်းကောင်းလုပ်နိုင်ရင်မင်းရဲ့ပင်လယ်စာတွေကအရန်ရောင်းကောင်းလိမ့်မယ်အင်းအော်ကျမ်းမင်းပတ်စံကြောင်းယူသွားတာလားမင်းကပုံမှန်ဆိုအမူရာ9000ရောင်းလို့မရတဲ့သူဒီနေ့ကျတော့ဒီလောက်တောင်ဈေးကြီးရဲ့ပစ္စည်းတွေအများကြီးယူလာတယ်မင်းဆွေမျိုးတွေဒီမှာပွဲလုပ်နေကြတာလားတကယ်လားဒီကနန်းတွေရဲ့ပစုံကနန်းတွေရဲ့ကိုတရက်အတွင်းမရောက်နိုင်ရင်ပုတ်သွားမှာငါအထင်တော့မင်းသားတွေအကုန်လုံးအရှုံးခံပြီးကိုယ့်အတွက်ထားဖို့ဆုံးဖြတ်ထားတာပဲနောက်မှပုတ်သွားပါစေတော့ငါပစ္စည်းတွေကိုဘသူ့ကိုရောင်းပြီးဘာလို့မင်းတို့ကိစ္စမဟုတ်ဘူးကိုငါတဲ့ကရေတွေကိုသာဂယူးဆိုင်ကြဟာလုံးဝရိုင်းဆိုင်လာပြီးပဲတထေးလေးကပုံနေတဲ့ပစ္စည်းတွေယူလာပြီးသူဘသူလဲဆိုတာတော့မေ့သွားပြီးဒီငါးတန်းမှာငါနဲ့ဘယ်လိုပြောရမယ်ဆိုတာဒီနေ့မင်းကိုငါရှင်းပြမယ်ဒါကမြို့လေကအစည်းကြီးဆုံးငါးကျယ်ပွင့်ဟိုတယ်ရဲ့ကမဟုတ်လားဟုတ်တယ်အဲ့လိုဟိုတယ်တွေကပုံမှန်ဆိုသူတို့ကိုယ်ပိုင်ပစ္စည်းပေးသွင်းသူတွေရှိတာပဲသူတို့ဘာလို့ငါတို့ဒီလိုဈေးညက်တဲ့နေရာကိုလာပြီးပစ္စည်းဝယ်တာလဲအော်ကျန်ပစ္စည်းလက်ခံချင်ရောက်ပြီးပစ္စည်းတွေအစင်းသစ်ဖြစ်ပြီလားမန်နေဂျာလီပရီမီယံကနန်း900ရွေးချယ်ထားတဲ့ရက်200နဲ့ပစုံကနန်းကြီး100အကုန်ဒီမှာရှိပါတယ်ကြိုက်တယ်လို့စစ်ဆေးလို့ရပါတယ်ကျွန်တော်တစ်ခုချင်းစီကိုကိုယ်တိုင်ရွေးထားတာလက်ဆက်မှုကအကောင်းဆုံးပဲအလေးချိန်နဲ့ပန်းနဲ့ကြပန်းစစ်ဆေးမှုလုပ်ပါရေအလေးချိန်နဲ့အသားတင်အလေးချိန်ကိုစစ်ပါကောင်းပါပြီမြို့တော်ဝင်မန်နေဂျာလီအသက်ရှင်တာကိုစစ်ဆေးတာတန်းစားလဲကောင်းတယ်စေဝါတွေလည်းမပါဘူးကနန်းတွေအကုန်လုံးအလေးချိန်ချိန်ပြီးရေစုပ်တဲ့ရာဘာကျိုးတွေမပါဘူးအားလုံးရိုးရိုးသားသားပဲတန့်စင်တဲ့အလေးချိန်ကကောင်းတယ်မင်းကိုယုံခဲ့တာမမှားပါဘူးကျွန်တော်ကတိပေးထားတယ်ဆိုတော့လုပ်ပေးမယ်အကုန်လုံးတင်ကြမယ်ခရူးဆိုင်တော်ပစ္စည်းတွေမပျက်စီးစေနဲ့အော်ကျန်ကုန်ပစ္စည်းစစ်ဆေးပြီးကျွန်တော်တို့ဟိုတယ်ရဲ့စံချိန်စံညွှန်းတွေနဲ့အပြည့်အဝကိုက်ညီတဲ့ကျန်ငွေတသိန်းအခုပိတ်လိုက်ပြီးအလီပေးတဲ့ကိုကျွန်းတသိန်းဝင်လာပြီးဟာအိုးတထေးကြီးမန်နေဂျာလီဟုတ်လားကျွန်တော်အစကတေချာမမြင်လိုက်ဘူးခင်ဗျားကိုမမှတ်မိဘူးမန်နေဂျာလီကျွန်တော်ကဒီဈေးထဲမှာအကြီးဆုံး9ကုန်တယ်ပြဟိုကောင်လေးကတော့အခုမှစလုပ်တာသူ့စီမှာဘဲကကောင်းတဲ့ပစ္စည်းရှိမှလဲဒီလိုမျိုးအော်ဒါကြီးတွေကိုနောက်ဆိုကျွန်တော်ကိုပဲပေးပြကျွန်တော်ခင်ဗျားကို20%တောင်ရှော့ဈေးလုပ်ပေးမယ်20%ပြီးရင်တော့အိတ်တွေထဲရေတွေထက်ကနန်းကိုရေစုပ်တဲ့ရာဘာကျိုးတွေပိုစင်ညာတွေနဲ့ချီပြီးတော့နှစ်ဆကွာဟချက်ကိုတင်ယူမှလားမန်နေဂျာလီခင်ဗျားကဒီကိစ္စကိုနားမလည်ဘူးမဟုတ်ဘူးကျွန်တော်တို့ကရေပါတဲ့ပင်လယ်စာဆိုတာပင်လယ်စာပါပဲခင်ဗျားတို့ကိုအနှိမ့်ဆုံးဝယ်ဈေးနဲ့ပေးပါမယ်ကျွန်တော်တို့ရဲ့ကျင်းကားပွင့်ဟိုတယ်ကအသားတင်ကုန်ထွက်နှုန်းကိုကြည့်တာခင်ဗျားရဲ့ရေနဲ့ရောထားတဲ့အလေးချိန်ကိုကြည့်တာမဟုတ်ဘူးနော်အော်ကျန်ဒီအဆင့်တန်းကိုစက်ထိန်ထားပွဲတော်ပြီးသွားရင်ရောတစ်နှစ်ကုန်နဲ့ထီရေရှည်ပေးသွင်းဖို့စားချုပ်ချုပ်မယ်ကျွန်တော်တို့ရဲ့ရှေ့နေတွေခင်ဗျားစီတိုက်ရိုက်လာပြီးလက်မှတ်ထိုးကြလိမ့်မယ်မန်နေဂျာလီစိတ်မပူပါနဲ့ခင်ဗျားတို့ကိုလုံးဝစိတ်မပြတ်စေရဘူးသွားကြမလားမြန်အန်တိုးဝိမန်နေဂျာနဲ့ဂျာလာကျင်းကားပွင့်ဟိုတယ်ရဲ့မန်နေဂျာကိုယ်တိုင်ပြောတာလိမ့်ညာတာလည်းမရှိဘူးလေကျင်းကားပွင့်ဟိုတယ်ကတော့သူ့စီကနေပင်လယ်စာကိုအထူးမှယူတာဒါဆိုအရေးသွေးကတေချာပေါက်ကောင်းတာပေါ်ပါမယ်ငါတို့လည်းဝယ်စားကြည့်ရအောင်အားလုံးတန်းစီကြတွန်းတိုက်မနေကြနဲ့အလေးချိန်ကိုခုမပါပဲချိန်တာအလေးချိန်ကို guarantee တိကျမှန်ကန်ချိန်ပေးတယ်မင်းကတကယ်လူယုံမှာပဲအော်ကျန်ငါပေါ်တက်နေပြီးကြီးပွားချင်တာလားမင်းကတော့တကယ်ကိုယုံမှာ